အားလုံးပဲမင်္ဂလာပါဒီ dissertation ကတော့ကျွန်တော်ငယ်ငယ်ကဒီနံပါတ်1တဲ့တကူဖြစ်တဲ့တရုတ်ဇာတ်လမ်းတွေထဲမှာမြင်မှုလေးရှိတဲ့ဒီလိုတိကျဖို့ကောင်ဒီအကြောင်းကိုပြောပြပေးချင်ပါတယ်သူတို့တွေကိုအများစုကရှောင်းရှီခေါင်းစီစတဲ့နာမည်မျိုးမျိုးနဲ့ခေါ်တင်လေးရှိကြတယ်ရှောင်းရှီဆိုတာကတရုတ်ဒန်နာရီထဲမှာတွေ့ရတဲ့ဒဲမျိုးစိတ်တစ်မျိုးဖြစ်ပြီးတော့တချို့တွေကတော့ဇွန်မီလို့ပြောကြတယ်တချို့တွေကတော့ဗန်မိုင်းရလို့ပြောကြတယ်ပူပြီးထင်အောင်ပြောမယ်ဆိုရင်မြန်မာနိုင်ငံမှာတွေ့ရတဲ့ဒီဖုံဝင်ထားတဲ့လူတွေလိုမျိုးပေါ့သူတို့တွေကပုံမှန်အားဖြင့်ချင်းမင်းဆက်လက်ထက်မှာရှိတဲ့အရာရှိဝတ်စားတွေဝတ်ထားလေးရှိကြပြီးတော့ကျွေးပတ်အသားရောင်လေးမိုးတက်နေတဲ့ခန္ဓာကိုယ်နဲ့ဒီအစိမ်းရောင်အမွှေးအမြင်တွေရှိနေတတ်ကြတယ်နောက်ပြီးအလွန်ရှည်လျားတဲ့လက်သေးတွေအဆွဲတွေရှားအရှိကြီးတွေနဲ့လက်ပူရှိဆန့်ပြီးတော့ကုံစွာနဲ့တောက်တတ်ကြတယ်သူတို့တွေကိုဇက်ကားတွေဇလန်းတွေမှာလူတွေရဲ့သွေးကိုတောက်သုံးတယ်ဆိုပြီးတော့ပဲပေါ်ပြလေးရှိပေမဲ့တကယ်တမ်းတော့သူတို့ကလူခန္ဓာကိုယ်မှာရှိတဲ့အသက်သက်ချီးဆိုတဲ့ဟာကိုပဲအဓိကပြီးဆုပ်ယူစားသုံးကြတယ်။ဟုတ်ကဲ့ဘာကြောင့်ရှောင်းကြီးဖြစ်လာတာလဲအကြောင်းမျိုးရှိပါတယ်။အချို့ကပြောပါတယ်ဒီတယောက်ကဥကိုတည်တဲ့အခါမျိုးတွေဒါမှမဟုတ်ဘူးဆိုရင်ဒီအတေဆိုးနဲ့တည်တဲ့အခါမျိုးတွေမှာသူတို့ခန္ဓာကိုယ်မှာရှိတဲ့ဝိညာဉ်ကခန္ဓာကိုယ်မှာထွက်ဖို့ခက်ခဲလာတဲ့အခါမှာသူရှောင်းရှီအနေနဲ့ပြန်လည်နိုးထလာတဲ့ကြတယ်လို့ပြောကြတယ်။တချို့တွေပြောတာကတေဆုံးမိသားလောင်းကောင်ကိုစနစ်တကျတင်းကြုံမပြီးတဲ့အခါမျိုးတွေတင်းကြုံပြီးဖို့အတွက်အချိန်ကြာနေတဲ့အခါမျိုးတွေတေဆုံးမိသားလောင်းမော်ကိုကြောင်းတကောင်ခုံကျော်သွားတဲ့အခါမျိုးတွေစတဲ့ဒီထူးဆန်းတဲ့အကြောင်းအရာတွေကြောင့်မလို့ရှောင်းရှီတွေဖြစ်လာတယ်လို့ယုံကြတယ်။တချို့တွေကဒီအကြောင်းအရာတွေကတမိုင်းကအဖြစ်ပြတဲ့နဲ့ဆက်နေမယ်လို့လည်းသူတို့ယုံကြည်ကြတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကချင်းမင်းဆက်ခေတ်တုန်းကဝင်းရဲမြေကနေပြီးတော့ဝေးခွာတဲ့နေရာမှာအလုတ်လုတ်ကင်နေတဲ့ဒီတရုတ်လုံသားတွေတည်ဆုံးသွားတဲ့အခါမှာမိသားစုဝင်တွေကသူတို့ရဲ့ရုပ်အလောင်းတွေကိုမိခင်မြေကိုပြန်လည်ခေါ်ဆိုဖို့အတွက်ကြိုးစားကြတယ်။အဲ့ဒီခေတ်ကာလတုန်းကမော်တော်ယာဉ်တွေရထားရည်မရှိတဲ့အတွက်ကြောင့်မလို့အလောင်းကောင်ကိုပြန်လည်တည်ဆောင်တဲ့အခါမှာရပ်ပေါင်းတော်တော်လေးကြာပါတယ်။ဒီအလုပ်တွေကိုကန်ရှီရန်လို့ခေါ်တဲ့အဖွဲ့အစည်းတစ်ခုကနေပြီးတော့လုပ်ကန်ကြရတယ်လို့လည်းသိရတယ်။အဲ့လိုမျိုးတည်ဆောင်တဲ့အခါမှာဝါးကမာရဲ့အတွက်ကြောင့်မလို့ဝါးမှာကြည်ထားတဲ့အလောင်းကောင်ကခုံစွာဖြစ်လာတယ်။အဲ့ဒါကိုမြင်ပြီးလူတွေကတော့ဒီခုံစွာတရေဆိုပြီးတော့ပြောတဲ့မဲ့တွင်လာတယ်ပေါ့။ဒါကြောင့်မလို့ညာပိုင်းမှာပဲတည်ဆောင်လေးရှိရလဲဆိုရင်နေအောင်ကြီးကရုံလောင်းတွေကိုပုတ်ပလွယ်စေတယ်။ဒူရဲမမြင်တဲ့အချိန်ဖြစ်တာကြောင့်ရင်ဒူတွေကတည်ဆုံးပြီးသားရုံလောင်းတွေကိုမြင်ရခြင်းကကန်ဆိုးခြင်းလို့သတ်မှတ်ထားတာကြောင့်ရင်ဝိညာဉ်ပို့တဲ့အခါမှာညဘက်ကအတင်းတော်သုံးအချိန်ဖြစ်တာကြောင့်ရင်သူတို့တွေလာပြီးဆိုတဲ့အကြောင်းကိုဖုံးတော်ကြီးတစ်ပါးကခေါင်းလုံးလေးတီးပြီးတော့တတိပေးလေးရှိတယ်ဒီနေ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲဗျဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ content တွေကိုနေ့စဉ်မပြတ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့အတွက်လည်းတောင်းဆိုပါရစေ